ဒီနေ့လည်းတင်းဆန်းလေးလှုပ်စားဖြစ်ပါတယ်။အရင်နေ့ကစက်သားနဲ့လှုပ်စားတာတော့ဒီနေ့ကတော့ဝက်သားနဲ့ငဖယ်လေးနဲ့လှုပ်စားပါတယ်။ဆေးပဲဥလေးလည်းစားချင်တာမို့ဆေးပဲဥလေးရဲ့ငါးဥချောင်းလေးရဲ့အထုပ်ရွက်ကလေးရဲ့နဲ့လှုပ်စားဖြစ်ပါတယ်။ဒါပေါင်းအတွက်ကတော့ဝက်သားငဖယ်နည်းနည်းပင်တစ်စီးကိုညှပ်ပြီးထည့်ထားပါတယ်။ချင်းချက်သမီးအရေးကိုညစ်ပြီးမှထည့်ထားပါတယ်။အရသာအတွက်ကတော့ပဲနဲ့ပြရေးအကြီးခရုစီအချိုအတွက်တခြားနဲ့ငယ်ထည့်ထားပါတယ်။မယုတ်ကားမုံနဲ့ငါးမျိုးဆက်ရှမ်းကောမုံကိုလည်းထည့်ထားပါတယ်။ဖတ်ထုတ်ပေါင်းလေးတွေကိုအသီးရွက်ကလေးတွေထည့်ထားပါတယ်။ကျူဆိုင်ချက်သွမိတ်ခါချက်ဦးထည့်ထားပါတယ်။ဒီစက်နဲ့အသားနဲ့ရောလိုက်ပြီးတော့ဖတ်ထုတ်ရွက်ကလေးတွေကိုထည့်ပြီးပေါင်းထားလိုက်ပါတယ်။သားပေါင်းလေးတွေကိုထည့်ဖို့အရေးလေးလုပ်ပါတယ်။အရသာအရေးလေးအတွက်ခရုစီပဲငံပြရေးအကြီးတကြားစားရေနွေးလေးထည့်ပြီးမှပေါင်းတဲ့အထည်ကိုထည့်ပေးပါတယ်။အသားပေါင်းမဲ့ပကံနဲ့ကိုဖြော်ထားတဲ့အရေးကြဲကြဲလေးကို3စုံလောက်ဆန်းပြီးရင်15မိနစ်လောက်ပေါင်းပေးပါ။15မိနစ်လောက်ပေါင်းပြီးရင်တော့အရသာရှိတဲ့တင်းဆန်းလေးရပါပြီ။တင်းဆန်းကပေါင်းပြီးချင်းပူပူလေးစားမှပဲအရသာရှိရမို့လို့စားကနေမှပဲပေါင်းပေးပါ။ကြိုပြီးပေါင်းထားလို့ရှိရင်အသားတွေကအိတ်ခဲပြီးမှသွားတတ်ပါတယ်။ sauce ကတော့အင်းဒီ sauce နဲ့မကြီးနစ်ကိုဖြော်ထားတဲ့ sauce နှစ်ခုကိုရောပြီးမှစားရင်ပို့ပြီးမှအရသာရှိပါတယ်ရှင်။အိမ်မှာစားတော့ပြည့်နေတဲ့ကလေးလေးတွေလူကြီးတွေရှိရင်ဒီတင်းဆန်းနဲ့ဖက်ထုတ်ပေါင်းကိုလှုပ်ကြွေးကြည့်နော်။ဟာရလည်းဖြစ်ပြီးအရသာလည်းရှိတာမို့ကြိုက်ကြမှာအသေးချပါပဲရှင်။